皆さんおはようございます。ဒီနေ့နောက်ထပ်3ကပေါ့နော်ထပ်ပြီးတော့နေမယ်အဲ့တော့ဟိုတနေ့ကအခန်းက30ထိပြီးသွားပြီဆိုတော့ဒီနေ့31တည်းရမယ်စရမယ်နော်31မှာဆိုလို့ရှိရင် eco carry ဖြစ်တဲ့ eco carry ကိုသင်မှာပေါ့နော်အဲ့တော့ eco carry ဆိုတာဘာလဲဆိုတော့သူကလေ M5 မှာသင်ခဲ့တဲ့ marshal လေးနဲ့တော့ပုံစံတူတယ်ပေါ့နော် marshal ဂျာဆိုလောက်ရအောင်ဆိုပြီးပြောတဲ့ဟာပေါ့နော်အဲ့တော့ eco carry ပြောင်းတဲ့အချိန်မှာလေ G-Shock carry ကိုပဲ G-Shock carry ကိုပဲဆန်ထားပြီးတော့ပြောင်းတယ်ပေါ့နော်အဲ့ဒါကြည့်အောင်အာ group 1ဆိုလို့ရှိရင်ဥ line နေနဲ့ဆုံးတယ်မလားအဲ့တော့ဥ line ကိုဥ line ပြောင်းပြီးတော့နောက်ကဥလေးထည့်ပြီးတော့ပေါအောင်မယ်ပေါ့နော်အဲ့တော့ခဥဆိုရင်ခဥဖြစ်မယ်ဟာတာရာကိုအဆိုဘခကုဆိုခကုရtsumဆိုရtsumအာခီလိုဆိုရင်ခီလိုအဲ့လိုပဲပြောပါနော်ခီလိုဆိုရင်ခီလိုနောက်တစ်ခုကယာရုဆိုရင်ယာရောမတ်ဆိုရင်မတ်တိုးဆိုရပြတာမယ်ပေါ့နော်နောက်တစ်ခါကျတော့ group 2ကတော့လွယ်တယ် group 2ကဘာလဲဆိုတော့ root ကိုဖြုတ်ပြီးအနောက်ကနေပြီးရောလေးကြိုက်အောင်ပဲပေါ့နော်အဲ့တော့နာရာဘဲတို့ဆိုနာရာဘဲရောရှီမဲတို့ရှီမဲရောအိုကီတို့အိုကီရောမီတို့မီရောပြီးတော့ဒီမှာအောက်မှာပေါ့နော်ချွင်းချက်တွေဆိုလို့ရှိရင်ချွင်းချက်6လုံးဆိုလို့ရှိရင်ချွင်းချက်6လုံးအတိုင်းပဲသွားမယ်ပေါ့နော်ဒီမှာတော့ပြန်မထည့်ပေးတာအဲ့တော့နောက်တစ်ခုကကျတော့ဒီဟာလေး3ရုံမှရပြီgroup 3ရပေါ့နော်အဲ့တော့ခုတို့ဆိုရင်ခိုရောစုတို့ဆိုရင်ရှီရော now plus ဆိုလို့ဆိုလို့ရှိရင် now plus ရှီရောဆိုရအဲ့လိုလေးတောင်းတော့ပေါ့နော်အဲ့တော့ပထမဆုံးတစ်ခုက verb ikoke to omoimasu လုပ်မယ်လို့စဉ်းစားတယ်လုပ်ဖို့တွေးထားတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာတုံးတယ်တစ်ခုခုအကောင့်ထဲပေါ်ဖို့တွေးစားနေတဲ့အချိန်မှာတုံးပါတယ်日本に行こうと思っていますဂျပန်တို့သွားဖို့တွေးနေသည်တွေးထားသည်ပေါ့နော်အဲ့လိုမျိုးတုံးတာနောက်တစ်ခုကကျတော့မတာရဲ့ verb တေ imasen ဆိုလို့ရှိရင်အခုထိမလုပ်ရသေးဘူးဆိုတဲ့ဟာပေါ့နော်အဲ့ဒါဥပမာဘယ်လိုမျိုးလဲဆိုတော့ကောဟန်ကမတာထားပေးတဲ့ imasen ထမင်းမစားရသေးဘူးအဲ့လိုမျိုးပြောပါနော်ဟိုကလည်းထမင်းမစားရသေးဘူးလို့ပြောတာပါနော်အခုထိမစားရသေးဘူးဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်နောက်တစ်ခုကကျတော့သူကဒီနေရာမှာမှတ်ရမှာဒီ verb ကိုတဲဖောင်ပြောင်းပြီး imasan နေကြိုက်အောင်မယ်နောက်တစ်ခုကကျတော့ smoothie days လို့ရည်ရွယ်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ verb ဆိုရင် G short ရဲ့နားရဲ့နှစ်ခုပဲကတ်မယ်အဲ့တော့အနောက်ကနေ smoothie တွေပေါင်းရအောင်မယ်အဲ့တော့တစ်ခုခုကိုပြုတ်လောက်ဖို့တဆုံးဖြတ်ထားတဲ့အချိန်မှာတုံးတယ်私はずっとこの会社に働くつもりです。ကျွန်တော်ဒီတောက်လျှောက်ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ရည်ရွယ်တယ်။နောက်တစ်ခုက予定ですလို့စီစဉ်သည်အစီအစဉ်ရှိသည်အဲ့လိုလေးဘာသာပြန်ကြပါတယ်အဲ့တော့ verb ကိုကြည့် short now not 予定ですအဲ့တော့私は来週北海道へ行く予定ですကျွန်တော်ဒီနောက်ပတ်北海道တို့သွားဖို့စီစဉ်ရှိသည်လို့ပြောရပါနော်အဲ့တော့အိမ်မှာတခန်းပြီးသွားပြီ32လေးကိုကြည့်အောင်ဟိုက e test တာကောင်းနေဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ verb တာဟိုက e test ဆိုလို့ရှိရင်လောက်တာကောင်းတယ်ပေါ့ verb 9ဟိုက e test ဆိုလို့ရှိရင်မလောက်တာကောင်းတယ်ပေါ့တော့ဒီအကြံပေးတဲ့နေရာလေးမှာ3လေးရှိရပေါ့နော်ဒါပါထားပါကိုလေアルコールを飲まない方がいいですဒီ alcohol ကိုမတောက်တာကောင်းတယ်ဆိုပြီးပြောတာပေါ့နော်နောက်တစ်ခုကကျတော့ they short ဆိုတာကလိမ့်မယ်ဆိုပြောတာပေါ့နော်အဲ့ဒါလိမ့်မယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ခံမှန်းပြောဆိုတဲ့နေရာမှာတုံးတယ်အဲ့တော့သူကဒီ verb ရဲ့ adjective ရဲ့ noun adjective ရဲ့ noun ရဲ့၄မျိုးလုံးရဲ့ plain form လိုက်တယ်ပေါ့နော်၄မျိုးလုံးရဲ့ plain form they short လေးကအဲ့တော့ခံမှန်းပြောဆိုတဲ့နေရာမှာတုံးတယ် asta hareru they short မနှက်ဖြန်နေသားလိမ့်မယ်လို့ပြောပါနော်နောက်တစ်ခုကကျတော့ခါမို့ရှိတယ်မဆက်မလားမသိဘူးလို့ပြောပါနော်အချို့ကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့၄မျိုးလုံးရဲ့ plain form ပဲခါမို့ရှိတယ်မဆက်အဲ့တော့ကြည့်အောင်ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုပြောတဲ့နေရာမှာတုံးတယ်သူကဒီ90%ပဲသိတာအဲ့တော့ asta ဟိမကာမိုရှိတယ်မဆက်မနှက်ဖြန်အာမလားမသိဘူးလို့ပြောနော်အဲ့ဒါပါပဲနောက်တစ်ခုက33ကမဲတဲ့ခဲဒီမှာကြခဲရနှစ်ခုရှိရပေါ့နော်အဲ့တော့ဒီပထမဆုံးခဲရကြတော့မဲတဲ့ခဲပေါ့နော်အမိန်ပေးတဲ့ပုံစံအဲ့တော့ तू ကဒီနာဆိုင်တို့ကတာ birthday ကတာဆိုင်တို့ထပ်ပို့ပြီးတော့ပြင်းထန်တယ်ပေါ့နော်အဲ့တော့ G6 ခဲရနေပဲပြောင်းပါမယ်အဲ့တော့ဥတိုင်းဆိုလို့ရှိရင် तू airline တွေကိုပြောင်းလာမှာဥမာဆိုလို့ရှိရင် EU ဆိုရင် EA およぐおよげ遊ぶ遊べ飲む飲めစသဖြင့်ပြောင်းအောင်မယ်နောက်တစ်ခုကကျတော့group 2ဆိုလို့ရှိရင် root ကိုဖြုတ်ပြီးတော့ raw ပေါင်းအောင်မယ်နော်rock ပေါင်းအောင်မယ်နော် rock ပေါင်းအောင်မယ်အဲ့တော့ထားပဲလို့ဆိုရင်ထားပဲတော့မီလို့ဆိုရင်မီတော့ oki လို့ oki တော့ori လို့ ori လို့ဟိုချွင်းချက်ကိုလုံးကတော့ချွင်းချက်ကိုလုံးတိုင်းရှိမယ်နော်နောက်တစ်ခုကကျတော့group 3မှာကျ3လုံးရှိရ3မျိုးရှိရပေါ့နော်ခုလို့ဆိုရင် koi စုလို့ဆိုရင် shi တော့ now plus ဆိုလို့ဆိုရင် now plus shi တော့ဆိုရတော့ရမယ်အဲ့ဆိုလို့ရှိရင်ဒါလေးဆိုပြီးသွားပြီဆိုရင်နောက်တစ်ခုကkinshi k ကကျတော့တားမြစ်တဲ့ပုံစံပေါ့နော်တခုခုမလုပ်စေချင်တော့တားမြစ်တဲ့နေရာမှာတုံးတယ်အဲ့တော့ဒါလေးကိုကြည့်အောင် group 1 group 2 group 3အားလုံးကြီး short ခဲပြောင်းပြီးအနောက်ကနေနားထည့်လိုက်အောင်မယ်နော်အရင်လွယ်အဲ့ဒါလေးအောင်မပြောတော့နောက်တစ်ခုကကျတော့
と書いてあります。ရေးထားသည်အဲ့တော့သူကလေတတိပေးစာတော့ဝင်ပေါက်တော့တကားပေါက်တော့နိုင်ရန်ကစာဆောင်လေးမှာရေးထားတာမျိုးပြောချင်တာဖြစ်တယ်အရှိမသူကစာစုလေးတစ်ခုပါမယ်အဓိကဒီလိုမျိုးသူကတ်ထားတဲ့စာဆောင်လေးပေါ့နော်စာဆောင်လေးအဲ့လိုမျိုးလေးပဲပါမှာနော်နောက်တစ်ခုကကျတော့verb ရဲ့ adjective ရဲ့ non adjective ရဲ့ plain form လာမယ်တို့ယုံပြီးမှလို့ဖတ်တယ်ပေါ့နော်အပေါ်ကလိုပဲသူအဓိပ္ပာယ်လေးပဲကွာသွားမယ်ဟိုအဓိပ္ပာယ်လေးပဲပေါ့နော်လို့ဖတ်တယ်ပေါ့နော်အပေါ်ကလိုပဲဆိုတာတခြားအောင်ပြောမှာအဲ့လိုမျိုးဒီတတိပေးစာတော့ဝင်ပေါက်တော့နဲ့ကတ်စာတော့မှာရေးထားခန်းကြီးတွေပါတယ်ခန်းကြီးတွေပါအဲ့လိုမျိုးပြောချင်တာနော်နောက်တစ်ခုကကျတော့ verb ရဲ့ adjective ရဲ့ non adjective ရဲ့ကို plain form တို့ you in this ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ရှေ့မှာကိုပြောချင်တဲ့ verb ပုံစံတွေအကုန်ထည့်အောင်ပဲပေါ့နော်ဟိုကအဲ့စာစုရဲ့အဓိပ္ပာယ်ကိုပြန်ပြီးတော့ရှင်းပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက်ညီတဲ့ဟာလေးတွေကိုရွေးပြီးတော့ထည့်အောင်ပါမယ်နော်နောက်တစ်ခုကကျတော့တော့ itte imasta ကိုကြားခဲ့တဲ့အကြောင်းအရာကိုတစ်ဖက်လူကိုပြန်ပြောတဲ့အခါမျိုးမှာတုံးတယ်လို့ပြောခဲ့တယ်ပေါ့နော်verb fusuke to itte imasta အဲ့တော့ခတွေは来週映画館に行くと言っていましたသူဒီလာမယ့်အပတ်ရုပ်ရှင်ရုံတို့သွားမယ်လို့ပြောခဲ့တယ်နောက်တစ်ခုကကျတော့တော့ style ていただけませんかပြောပြီးလို့ရမလားဥပမာတဆင့်ပေါ့နော်တဆင့်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့တော့တဆင့်ပြောပြီးလို့ရမလားအဲ့တော့ verb ဆိုလို့ရှိရင် fusuke と伝えていただけませんかကိုပြောချင်တဲ့အကြောင်းအရာတစ်ဖက်လူစီတဆင့်ပြောပေးလို့ရမလားဆိုရရင်ရင်ကြီးကြီးအကူအညီတောင်းရင်တောင်းပါတယ်အဲ့တော့母に十分10本ほど遅れると伝えていただけませんかအမေထံသို့10မိနစ်လောက်နောက်ကျမယ်လို့ပြောပြလို့ရမလားနော်နောက်တစ်ခုကကျတော့34ကတိုးရီညိအတိုင်းအရှိကလောက်တယ်လို့မျိုးတသွေးမသိမ်းလိုက်လောက်ခိုင်းတဲ့အခါမျိုးမှာအသုံးပြုပါတယ် verb ဆိုရင်တာဖောင် noun ဆိုရင် not အဲ့တော့အခုပြောတဲ့အတိုင်းဆိုလို့ရှိရင်今言った通りにနောက်တစ်ခုကငါလုပ်တဲ့အတိုင်း私がやった通りにစာအုပ်အတိုင်းဟွန်းの通りにအဲ့လိုလေးပြောမှာပဲနောက်တစ်ခုကအတူတဲ့ပြီးနောက်တစ်ခုကိုလုပ်ပြီးရဲ့နောက်မှာနောက်တစ်ခုကိုလုပ်ရင်သုံးအဲ့တော့ verb ဆိုရင်တာနောက်ဆိုရင် not အဲ့တော့食事の後で勉強しますအဲ့တော့စားတောက်ပြီးတဲ့နောက်မှာစာလုပ်မယ်လို့ပြောနောက်တစ်ခုကကျတော့တဲ့ပြီးအဲ့တော့ verb ကိုပတ်တဲဖောင်ပြောင်းပြီးလှုပ်ဆောင်ချက်တစ်ခုကိုအနောက်မှာလိုက်ပါဘောနော်အဲ့ဒါခါဘာမတ်တေတေကာကေမာသီကိုယူပြီးအပြင်သွားမယ်အဲ့လိုမျိုးပြောပါနောက်တစ်ခုကကျတော့ night တဲ့မဘဲနဲ့ဆိုတဲ့ဟာစောစောကတော့အပေါ်ကဟာနဲ့ဆက်ကြည့်မယ်နော်အဲ့ verb ကို night တဲ့ပေါ့နော် verb ကို night ဖောင်ပြန်ပြီးလို့ရှင်အနောက်ကနေဒေးထည့်မယ်နော်ဒေးတဲမဟုတ်ဒေးအဲ့တော့အနောက်ကနေလှုပ်ဆောင်ချက်တစ်ခုပါမယ်ခါဘာမတ်တနိုင်တဲ့တေကာကေမာသီကိုမယူဘဲနဲ့အပြင်သွားမယ်အဲ့လိုမျိုးတွေတောင်းတာပါနောက်တစ်ခုကကျတော့35ပါ35ကကျဂျောခန်းခေမဲဆိုရင်အနာဂတ်မှာလောက်တာပါနော်အဲ့တော့မဲဆိုရင်တဲ့အဲ့တော့ဒါလေးကိုကြည့်အောင်ဒါလေးကလေgroup 1ဆိုလို့ရှိရင်တော့သူ့ line နဲ့ဆုံးတာဖြစ်တဲ့အတွက်သူကသူ့ line ကို a line ပြောင်းပြီးတော့ဗပေါင်းရုံပဲပေါ့နော်အဲ့တော့အောက်ဆိုရင်အာရပါ equal ဆို equal ပါ oyogu oyoge ပါအဲ့လိုမျိုးဖြစ်တာနော်နောက်တစ်ခုကကျတော့ group 2ဆိုလို့ရှိရင် root ကိုဖြုတ်ပြီးတော့လဲပါပေါင်းရုံပဲဥပမာဆိုလို့ရှိရင်ထားပဲလို့ဆိုထားပဲလေးပါမီလို့ဆိုရင်မီလဲပါ oki လို့ဆိုရင် oki လဲပါရှီရာပဲလို့ဆိုရှီရာပဲလေးပါအဲ့လိုမျိုးလေးတောင်းမယ်နော် group 3ဆိုလို့ရှိရင်တော့3မျိုးမှတ်မယ်group 3ဆိုလို့ရှိရင်တော့ဒါပဲနော်ခုလို့ဆိုရင်ခုတယ်ပါစုလို့ဆိုရင်စုတယ်ပါဖြစ်မယ်နော်နောက်တစ်ခုကကျတော့ဒီနေရာမှာကျတော့ ik ရရှိန k ရရှိတွေကိုလည်းမဲရှိပြီးပြောင်းပြရမယ်ဥပမာဆိုလို့ရှိရင် ik ရရှိဆိုလို့ရှိရင်ဂျောခန်းခဲပြောင်းရလို့ဆိုလို့ရှိရင် ik ကိုဖြုတ်ပြီးခဲတဲ့ပါပေါင်းအောင်ပဲပေါ့နော်အဲ့ဒါလေးမှတ်ထားမယ် takai ဆို taka ခဲတဲ့ပါစာမှုဆိုစာမှုခဲတဲ့ပါအဲ့လိုမျိုးပြောနော်နောက်တစ်ခုကကျတော့န k ရရှိဆိုလို့ရှိရင်နာကိုဖြုတ်ပြီးတော့နာတာပေါင်းပါရောမယ်နော်အဲ့တော့ kire န kire နာတာအကယ်၍အဲ့လိုမျိုးမမှတ်ချင်အောင်ဆိုလို့ရှိရင်လည်းနခေရရှိတယ်ဆိုလို့ရှိရင်အနောက်ကနေကတလုံးပေါင်းလာအောင်ပဲအဲ့လိုလေးမှတ်တယ်ရနော်နောက်တစ်ခုကရှိစုကနာဆိုရှိစုကနာတာအဲ့လိုလေးထည့်အောင်မယ်နောက်တစ်ခုက noun ဆိုလို့ရှိရင်လေဒါ noun adjective နဲ့အတူတူပဲ gaksei ဆိုလို့ရှိရင် gaksei nara အဲ့လိုပြောပါနော်အဲ့တော့ဂျောကင်ကီကိုဘယ်လိုနေရာမှာသုံးလဲဆိုတော့ကြိုတင်ခံမှန်းပြီးပြောဆိုရင်ကအခြေအနေအကျိုးအကြောင်းရှင်းပြပြောဆိုတဲ့နေရာတွေမှာသုံးပါတယ်နောက်တစ်ခုကကျတော့何々オンですかどうすればいいですかလို့ပါဘယ်လိုလုပ်ရင်ကောင်းမလဲဒါကအကြံဉာဏ်တောင်းတဲ့နေရာမှာသုံးပါတယ်東京に行きたいですかどうすればいいですか東京都သွားခြင်းလို့ပါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြောပါနော်နောက်တစ်ခုက onですかどうやって条件系いいですかအဲ့တော့条件系လေးနဲ့သုံးမယ်ဆိုလို့ရှိရင်လေသူကနီးလန်းလေးတွေကိုမြင်မြတ်တဲ့အခါမှာပြောပါတယ်ဘယ်လိုလဲဆိုတော့新宿駅に行きたいですがどう行けばいいですかabout どう行けばねどうやって行けばနော်どうやって行けばいいですかဘယ်လိုလုပ်ပြီးသွားရင်ကောင်းမလဲဆိုပြောပါနော်အဲ့တော့အဲ့မှာပြီးသွားပါပြီ
အကောင်လုံးပြီးသားပြီပေါ့နော်35တိကြည့်ပါပါပြီအဲ့တော့35တိပြီးသားပါပြီပါပြီရှင်အဲ့ဆိုလို့ရှိရင်ကဲနောက်တရက်ဆိုလို့ရှိရင်နောက်ထပ်5ကထပ်ပြီးမယ်ပေါ့နော် M5 ကိုလည်း9ရက်ထင်တယ်ပဲလွယ်ကူလေးနေတာအဲ့ဆိုလို့ရှိရင်ပြီးတော့ပါပြီ Sky Summer Day Star